ကဲဒီနေ့တော့ပင်လယ်စာတွေရောအသားတွေပါအများကြီးထည့်ထားပေးပြီးတော့တုံရက်ရတာကိုပြစ်ပြစ်နစ်နစ်ခရမီနဲ့စားလို့ရတဲ့ဆိုင်လက်ရှိ Thai vlogger တွေကြားထဲမှာနာမည်ရနေတဲ့ဆိုင်လေးပဲဖြစ်ပြီးတော့လူကြိုက်များနေတဲ့ local လာစားတဲ့ဆိုင်လေးပါအဲ့တော့ဒီဆိုင်ရဲ့အပြင်အစင်ကတော့အကျယ်ကြီးတော့မဟုတ်ပါဘူးအဲ့တော့ဆိုင်ထဲကိုဝင်လိုက်ပြီဆိုတာနဲ့ QR ပေးထားပါတယ် QR နဲ့စိတ်ကြိုက်စပြီးတော့မှာလို့ရပါပြီတခြားသောခွင့်သီယိုတွေမှာလို့ရတယ်လို့ပဲဒီဆိုင်ရဲ့ signature ကတော့ဒီတုံရမ်းခောက်ဆွဲလေးပဲဖြစ်ပါတယ်အဲ့တော့ပွဲအကြီးကိုမှားထားပါတယ်အဲ့တော့သူတို့ပြုလုပ်တဲ့ပုံအစင်စင်ကိုလည်းဒီ vlog ထဲမှာထည့်ရိုက်ပေးထားပါတယ်အဲ့တော့ပထမအောင်ဆုံးအနေနဲ့ပဲပင်မောက်ကိုစပြီးတော့အခြေခံထည့်လိုက်ပါတယ်ပြီးသွားရင်တော့အခုကမမခောက်ဆွဲနဲ့ပဲစားမှာမို့လို့မမခောက်ဆွဲကိုပဲမှားထားပါတယ်အဲ့တော့ဒီဟာကအနည်းဆုံးတော့4ယောက်လောက်ကတော့ကောင်းကောင်းကြီးစားလို့ရတဲ့ site ဖြစ်ပါတယ်ပြီးသွားရင်တော့သူတို့ကဒီဖတ်ထုတ်ကြော်လေးတွေကိုလည်းဒီ4ယောက်စာပမာဏစားလို့ရအောင်လို့ထည့်ထားပေးတာကိုတွေ့ရပါတယ်အဓိကကတော့ဒါပင်လယ်စာဖြစ်တဲ့အတွက်ကြောင့်မလို့ပဇွန်တွေကိုလည်းထည့်ရတွေ့ရတယ်ဒါပေမဲ့ပဇွန်ကလည်းကျုံသွားပြင်မဲ့အကောင်ကြီးများများကြီးထည့်ပေးထားတာကိုတွေ့ရတယ်ပေါ့နော်နောက်ထပ်တစ်မျိုးကတော့ကင်းမွန်ထဲတာကိုတွေ့ရတယ်ပြီးသွားရင်ရေပွဲကိုထဲတာလည်းတွေ့ရပါတယ်အဲ့တော့နောက်ထပ်တစ်မျိုးကကြတော့ဒါငဖယ်ပေါ့နော်ငဖယ်ကိုလည်းသူတို့အသုံးပြုထားတာကိုတွေ့ရပါတယ်ပြီးတော့ဒါငဖယ်လုံးလေးတွေကိုလည်းသူတို့ကဒီမှားထားတဲ့အထဲမှာပါတဲ့အတွက်ကြောင့်မလို့ထည့်ပေးတယ်နောက်ထပ်တစ်မျိုးကကြတော့ဒီဝတ်သားကိုပေါ့နော်မူကော့လောက်ထားတာအကျွတ်ကြော်ထားတဲ့ဟာလေးကိုလည်းသူတို့ထည့်ပေးတယ်ဒီဟာလေးလည်းတော်တော်စားကောင်းပါတယ်ဒါကတော့အကြိုက်ဆုံးလို့ပြောရမယ်ဘာလဲဆိုလို့ရှိရင်တော့ဘဲဥကိုအသားနဲ့ပေါင်းထားတာပါပြီးသွားရင်သူကအလဲကနေပြီးတော့ကက်ကြီးလေးနဲ့ညှက်လိုက်တဲ့အခါကျလို့ရှိရင်အထက်ကဘဲဥအသားကလည်းမကြက်သေးဘူးပေါင်းထားတဲ့အသားကလည်းတော်တော်လေးကိုကောင်းတာဆိုတော့ဒီတုံရမ်းရဲ့ signature မှာဒီဟာကအရန်ကိုစားကောင်းပါတယ်နောက်ဆုံးအနေနဲ့တုံရမ်းရီကိုပြုလုပ်ပါတယ်တုံရမ်းရီကတော့နောက်ဆုံးမှလောင်းထည့်တာပါအဲ့တော့တုံရမ်းအရီကလည်း creamy နဲ့ပြစ်ပြစ်နစ်နစ်ကိုသူတို့ပြုလုပ်ထားတာပါအခုဆိုရင်တော့ပြင်ထားတဲ့ပွဲပေါ်မှာတုံရမ်းရီကိုလောင်းထည့်လိုက်ပါပြီလောင်းထည့်တဲ့အချိန်မှာလည်းကြက်သားဘက်ကလေးတွေအများကြီးထည့်ထားတာကိုတွေ့ရပါတယ်အခုဆိုရင်တော့ဒါနောက်ဆုံးအနေနဲ့ကြက်သွန်မေဖြူပြီးသွားရင်တော့ final ပြီးသွားပါပြီကဲဒါကတော့တုံရမ်းခောက်ဆွဲပင်လယ်စာချက်သားရောဝတ်သားရောနဲ့ပွဲဖြစ်ပါတယ်ပင်လယ်စာတုံရမ်းကိုခရမီပြစ်ပြစ်နစ်နစ်စားခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီလိုဆိုင်ကိုရွေးချယ်သင့်ပါတယ်နောက်တစ်ခုကကြတော့ဒီဘဲဥနဲ့ချက်သားနဲ့ပေါင်းထားတဲ့အရာသာလေးကလည်းတော်တော်လေးကိုအရာသာရှိပြီးတော့ဒီဆိုင်ရဲ့ signature လို့တော့ပြောလို့ရအောင်အရာသာအရန်ကောင်းပါတယ်ပင်လယ်စာရောချက်သားရောဝတ်သားရောဆိုတော့ပေးရတဲ့ဈေးကအရန်ကိုတန်ပါတယ်အဲ့တော့ခြုံပြောရမယ်ဆိုလို့ရှိရင်တော့ Thai local တွေကတော့ဒီလိုဆိုင်တွေမှာလာစားကြတာများပါတယ်အရာသာတော်တော်လေးကောင်းပြီးတော့တော်တော်လေးရှိပါတယ်တကယ်လို့များဘန်ကောက်ကိုရောက်ဖြစ်တယ်ဆိုလို့ရှိရင်တော့အချိန်ပေးနိုင်တယ်ဆိုလို့ရှိရင်တော့ဒီဆိုင်လေးကို try သင့်ပါတယ်အဲ့တော့ဒါကတော့ Thai vlogger တွေကြားထဲမှာနာမည်ရနေတဲ့အဆိုင်လေးပဲဖြစ်ပါတယ်အဲ့တော့နောက်ထပ်ဆိုင်လေးကဘယ်လိုဆိုင်နေဖြစ်သွားမလဲဆိုတာကိုတော့ကျွန်တော်ရဲ့ vlog တွေကိုဆက်ပြီးတော့စောင့်ကြည့်ပေးပါဦးခင်ဗျာအားလုံးပဲတတား